အားလုံးပဲမင်္ဂလာပါဗျာဟိုးဆူဘူး channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီညမှာတော့ကျွန်တော်တို့ကမ္ဘာဖလားပွဲစဉ်တွေရဲ့ဒါဘောလုံးပွဲကြီးကိုရောက်ရှိလာပြီပေါ့နော်ဒီပွဲပြီးရင်တော့ကမ္ဘာဖလားပွဲလည်းပြီးသွားပြီပေါ့ဒီညတနားရီခွဲမှာစပိန်နဲ့အာဂျင်တီးနားတို့ရဲ့ဒါ2026ကမ္ဘာဖလားပြိုင်ပွဲရဲ့ဆူဖလားကြီးကိုဘယ်အသင်းရရှိသွားမလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်ရမယ်အခြေအနေပေါ့နော်နှစ်သင်းသလုံးကတော့ဒါမယုံနိုင်စရာအခြေအနေတွေနဲ့ဖြတ်သန်းခဲ့ကြပြီးပြီပေါ့နော်ကျွန်တော်ဒီကြားဖြတ်ပြီးတော့ပထမဆုံးပြောရမှာတော့ညကစားသွားတဲ့ပြင်သစ်နဲ့အင်္ဂလန်ပွဲပေါ့နော်တတိယနေရာလူပွဲကတော့အများသူထင်ထားတဲ့အတိုင်းကျွန်တော်တို့ကြီးသမားတွေထင်တဲ့အတိုင်းပဲဂိုးပေါ်ခဲ့တယ်ပေါ့နော်၄ဂိုး6ဂိုးဆိုတော့နည်းလာအဲ့လိုအနေထားနဲ့ပြီးသွားတယ်ပေါ့ဒီမှာအဲ့ဒီမှာအရေးပါတဲ့သွင်းဂိုး2ဂိုးကိုရရှိလိုက်တဲ့အမ်ဘာပေကတော့ဒါကမ္ဘာဖလားမှာ10ဂိုးအထိဖြစ်သွားတယ်ပေါ့နော်လီယိုမက်ဆီကိုကြော်ပြီးတော့10ဂိုးဖြစ်သွားတယ်ဒါဒီညမှာလာလီယိုမက်ဆီကကိုမသွင်းနိုင်ခဲ့ဘူးဒါမှမဟုတ်တကူပဲသွင်းခဲ့တယ်ဆိုရင်တော့ဒါ2026ကမ္ဘာဖလားရဲ့သွင်းဂိုးအများဆုံးရွှေဖနက်စုကိုတော့ဒါအမ်ဘာပေကနှစ်ကြိမ်ဆက်ရရှိသွားမှာပေါ့နော်2022ကာတာမှာတော့လည်းသူရရှိခဲ့တယ်ပေါ့ကျွန်တော်တို့အဲ့ဒီမှာကြေးသမားတွေအမြင်နဲ့တွေးခဲ့တာကတော့ဒါပြင်သစ်ကဘယ်လိုပဲနေအမ်ဘာပေကူရဖို့ပေါ့နော်ကူရဖို့ကြိုးစားလာလိမ့်မယ်အဲ့ဒီမှာအရင်မှာသတင်းတွေတက်တာတွေပါရှိခဲ့နီးပြကိုတောင်းဆိုတဲ့နီးပြလည်းပဲသူ့ရဲ့ပြင်သစ်အသင်းကိုဂိုင်းတွယ်ခြင်းရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်ဒါကစားသမားတွေကနိုင်အောင်ထွက်ဖို့ပေါ့နော်ဒီအမေရိကမှာရှောက်လည်ဖို့အတွက်ခွင့်တောင်းတဲ့ဒီပွဲကိုပေါ့နော်စိတ်မပါဘူးပါညာဒါမျိုးတွေထွက်တော့အမ်ဘာပေရိုလောက်ပဲကျွန်တော်ထင်ရလဲပဲအမ်ဘာပေရိုလောက်ပဲဒါကိုရဖို့ကြိုးစားလာပြီးတော့ခန်းစစ်ကတော့ဖြစ်ချင်တိုင်းကံကျင်စိတ်အားနည်းနေမယ်ပေါ့နော်စိတ်ပိုင်းထိုင်ရထက်သန်မှုအားနည်းမယ်လို့မျောလင့်တဲ့အတိုင်းလည်းဖြစ်တယ်တစ်ဖက်ကအင်္ဂလန်ကြတော့လည်းပဲဒါဒူချေကတခိုးပြေးမှထိုးဝင်းထားတယ်ပြောရမလားဒါအင်္ဂလန်အနေနဲ့ပေါ့နော်ဒီတတိယနေရာကိုရအောင်ယူမယ်တို့ဗာညာတို့ပြောတော့ဒီ comment နေရာလည်းပဲတောက်လဲပေါ့နော်ဒီချေတို့အင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကိုပြောကြဆိုကြတာပေါ့နော်ဆဲကြဆိုကြတာတွေ့ရတယ်။ဘာဖြစ်ပါအင်္ဂလန်အနေနဲ့ကဒါဒီပွဲလိုမျိုးဗျာနည်းနည်း pressure တရားနည်းနည်းလေးနဲ့တော့ဒီလူစင်းနဲ့ဟိုအရင်ပွဲတွေတုန်းကလည်းပဲမကြောက်မင်းအာဂျင်တီးနားကိုအဲ့လိုမျိုးကန်ခဲ့မယ်ဆိုလို့ရှိရင်ဘောနော်တကိုးရပြီးပိတ်ပြီးမကန်ခဲ့ဘူးဆိုလို့ရှိရင်ဒီလောက်အခြေအနေစိုးခဲ့စရာအကြောင်းမရှိဘူးလို့ကျွန်တော်တော့ထင်တယ်အခုညကန်သွားဆို6ဂိုးထိသွင်းတယ်ဘောနော်ဒန်ဂလန်ရိုက်တို့လည်းတော်တော်လေးခြေသွမ်းပြတယ်ဟောဆာကာဆိုရင်ဟက်ထရစ်ပါရတယ်ပယ်နတီတစ်လုံးပါဝင်ဘောနော်အမ်ဘာပေကတော့လိုအပ်တဲ့ဂိုး2ဂိုးသွင်းသွားတယ်ပထမတော့ဒါပြင်သစ်ကအဲ့လောက်ကြီးရုန်းကန်နေကြိုးစားသားကြီးကန်နေတာကိုမတွေ့ရဘူးဗျာပထမပိုင်းမှာဆိုလို့ရှိရင်ဒါဆိုအင်္ဂလန်ကပဲကန်ပြီးတော့ပထမပိုင်းမှာ4ဂိုးပြတ်နဲ့ပြီးသွားတယ်ဗောနော်အဲ့ဒီဒုတိယပိုင်းရောက်တော့မှပြင်သစ်ကလှုပ်လာတယ်ဒါတိတ်ခါပိုင်းအေးရလဲစိုင်တာဗောနော်တိတ်ခါပိုင်းအေးရလဲကန်ဖို့လိုလိုက်4ဂိုးပြတ်ဆိုတော့လေအဲ့တော့လိုလိုက်ဆိုတော့မှနည်းနည်းပါးပါးလေးမြိုင်လာတယ်ကြည့်ကောင်းလာတယ်ဗောနော်ပြင်သစ်ရဲ့ဒီ quick translation တွေကလည်းဒါကိုကောင်းပြီးတော့အမ်ဘာပေ2ဂိုးရတယ်ဗောနော်ဒမ်ဘီလီတို့ကတော့တွင်းသွားတယ်4ဂိုး6ဂိုးနဲ့အဆုံးသတ်မှာတော့ပြီးသွားတယ်ဗောဒီညမှာဒါမက်ဆီကဂိုးမသွင်းနိုင်ဘူးတကိုးပဲသွင်းနေဆိုရင်တော့ရွှေဖနက်စုကတော့အမ်ဘာပေအတွက်ပေါ့နော်အဲ့တော့အခုစပိန်နဲ့ကျွန်တော်အာဂျင်တီးနားပွဲကိုသုံးသက်ပြီးတော့ခန့်မှန်းပေးချင်ပါတယ်ဒီပွဲမှာစပိန်က level 50ပေးထားတယ်ဗျကိုပေါင်းစီကတော့နှလုံး30ရှုံးတယ်ကိုပေါင်းစီကလည်းပြော့တယ်နော်နှလုံးသွင်းရင်ပဲ30ပဲရှုံးတော့တယ်ဆိုတော့လေအဲ့တော့ကျွန်တော်ရဲ့ဒီ channel မှာဒါကျွန်တော်တို့ football prediction group ကနေပြီးတော့သုံးသက်ခံမှန်းချက်တွေကိုလီပေါင်း20ကျော်မကြခင်မှာလဲလီပွဲတွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ဒါအတိပေးထားခြင်းဖြစ်ပါတယ်လီပေါင်း20ကျော်ဖြစ်ပါတယ်သုံးသက်ခံမှန်းပြီးမှဖြစ်ပါတယ်အဲ့တော့ညတိုင်းနေတိုင်းမလုံးပွဲတွေကိုသုံးသက်ခံမှန်းပြီးမှဖြစ်ပါတယ်နေတိုင်းရှိနေမှာဖြစ်ပါတယ်တခြားအကြောင်းအရာတွေဆက်သွယ်တရားရှိတာတွေအတွက်ကတော့ကျွန်တော်ရဲ့ Telegram link ချပေးထားပါတယ် Telegram မှာဆက်သွယ်လို့ရပါတယ်အဲ့တော့စပိန်နဲ့အာဂျင်တီးနားကဘယ်အသင်းကကမ္ဘာဖလားကြီးကိုကိုင်းမြောက်သွားမလဲပေါ့နော်စိတ်ဝင်စားစရာတော့တစ်ဖက်မှာ
အာဂျင်တီးနားကတော့ဒါနည်းနည်းလေးစပိန်တက်ဆိုင်ကျန်းတဲ့သဘောမှာရှိတယ်ပေါ့နော်ကျန်းတဲ့သဘောမှာရှိတယ်စပိန်ကဘောလုံးကသူကနူးနူးညံ့ညံ့လေးနဲ့ကစားတတ်တဲ့အသင်းတစ်ဖက်အမှားကိုတိတ်ပြီးတော့တုံးချတတ်တဲ့အသင်းပေါ့နော်ပြင်သစ်နဲ့ပွဲရတက်တည်ပဲပေါ့ပြီးတော့ခန်းစစ်ကလည်းလုံတယ်ဒီဘိုးပဲပြီးခဲ့ရတယ်ပြိုင်ပွဲတစ်လျှောက်လုံးမှာအာဂျင်တီးနားတော့လို့မဟုတ်ဘူးသူကတော့ရှုံးထွက်ပွဲတွေနေမှာခန်းပတ်တွေနဲ့ပြန်လာခဲ့တာအခုစပိန်နဲ့ပွဲကိုခန်းပတ်တွေနဲ့လောက်ပြနိုင်မလားဆိုတာတော့ဒါနည်းနည်းလေးစိတ်ဝင်စားအောင်ပေါ့နော်စပိန်ဆိုတာလည်းပဲဒါပြင်သစ်လိုဒီ hot fit နေတဲ့အသင်းကိုတော့နှမိုးပြက်နဲ့အမှားတွေကနေပြီးအသုံးချသွားခဲ့တဲ့အသင်းဆိုတော့ဒါအာဂျင်တီးနားတို့ဒီတစ်ခါစပိန်ကိုသာကိုခွင့်ပြုလိုက်ရမယ်ဆိုရင်ခန်းပတ်ပြန်လာနိုင်ပါဦးမလားပေါ့နော်ပြီးတော့ဒါဟာနောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်ကြောင့်အဲ့တော့မက်ဆီအနေနဲ့ရောဒီညမှာပါရမီရှင်နော်ခြေစွမ်းကောင်းနဲ့အမြဲတမ်းပြနေတဲ့ဒုတိယအနေနဲ့နောက်ဆုံးကမ္ဘာဖလားလည်းဖြစ်သွားနိုင်တဲ့အတွက်ကြောင့်နှစ်နှစ်ဆက်ဒီအာဂျင်တီးနားကဘက်တူဘက်ချန်ပီယံဖြစ်ဖို့အတွက်လုံလောက်လာကြည့်ကြအောင်ပေါ့နော်အဲ့တော့အာဂျင်တီးနားကသူကအရင်အီဂျစ်နဲ့ပွဲတွေအင်္ဂလန်နဲ့ပွဲတွေပေါ့နော်လုပ်ပြခဲ့တဲ့အနေအထားတွေကနည်းနည်းစိုးရင်စရာတော့ဖြစ်တယ်ပေါ့နော်မိနစ်နောက်ဆုံးမိနစ်10မိနစ်15မိနစ်လောက်ရောက်အောင်မှပြန်လာခဲ့တဲ့အသင်းတွေပေါ့နော်ကိုအရင်ပြီးခဲ့ရတဲ့အသင်းတွေအခုစပိန်ကြတော့တစ်ဖက်အမှားကိုတိတ်ပြီးအသုံးချတတ်တဲ့အသင်းဖြစ်နေတော့စပိန်အသင်းအနေနဲ့ဒီလိုမျိုးကိုရလိုက်မယ်ဆိုရင်တစ်ဖက်ကဒီအာဂျင်တီးနားကခမ်းပတ်ပြန်လာတတ်တဲ့အကျင့်အမှုအကျင့်ကိုရောဒါကောင်းကောင်းလေးထိန်းချုပ်နိုင်တဲ့ရှိတဲ့အသင်းလို့တော့ကျွန်တော်ကတော့မြင်နေတဲ့စပိန်အသင်းကြတော့စပိန်အသင်းမှာဘောလုံးကိုကင်နိုင်စွမ်းရှိတယ်မြင်သာတဲ့ပေးပို့မှုတွေရှိတယ်ဒါတွေကအာဂျင်တီးနားတက်တော့နည်းနည်းလေးပို့ပြီးတော့တာတယ်လို့ဆိုလို့ရတယ်ပေါ့နော်အာဂျင်တီးနားကနောက်ပိုင်းမိနစ်တွေရောက်မှသူတို့ရဲ့ performance တွေကပို့ပြီးတော့ကောင်းလေးရှိတယ်ဆိုတော့စပိန်အနေနဲ့လည်းပဲဒီအာဂျင်တီးနားရဲ့လောက်ပြခဲ့တဲ့အရာတွေအတွက်ဒီပွဲမှာတော့ဒါစောစီစီကိုရဖို့ညှော်လင်းလို့မရဘူးပေါ့ပြောချင်တာပထမပိုင်းမှာကိုမရှိသေးပဲဖြစ်နေမယ်လို့ညှော်လင်းရတယ်ပေါ့နော်အဲ့ကျွန်တော်ကတော့ဒီပွဲမှာကိုအောက်ကိုပို့ပြီးတော့စိတ်ဝင်စားမိတယ်ဘော်ဒီရွေးဆိုရင်တော့ကျွန်တော်ကဘော်ဒီမာကဒီစပိန်အသင်းကိုပဲကျွန်တော်အနေနဲ့ကတော့ရွေးချယ်မိမယ်ပေါ့နော်စပိန်အသင်းပဲရွေးချယ်မိမယ်ဆိုတော့ဘာလို့စပိန်ကဒီပြင်သစ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့တော့လည်းပဲစပိန်အသင်းဒီပြင်သစ်အသင်းရဲ့အားနည်းတဲ့ဘယ်နောက်ခံဒီနေဟာနေပဲထိုးပေါက်မှုအချိန်ချင်းလောက်ပြီးတော့ဒါကိုရရှိသွားခဲ့တာမျိုးတွေပေါ့နော်ကိုရခဲ့သူကစပိန်ကအတက်ဆင်းမှန်တယ်ဟန်ချက်ညီတယ်ဘောလုံးကိုကွင်းလျာရိုရီတို့ဘာတို့ကအိုမိုတို့ကနေပြီးတော့အသေးကင်ထားတယ်ဒါလေးကတကယ်ကိုမက်လောက်เสียအနေထားလေးဖြစ်တယ်ပေါ့နော်စပိန်အနေနဲ့ကအာဂျင်တီးနားတို့ရဲ့ထုံးစံအတိုင်းပဲခုတစ်ခါခမ်းပတ်ပြန်မှုအတွက်ဆိုရင်လည်းမလွယ်ဘူးဗျဘာလို့ဆိုစပိန်ဆိုတာခန်းစစ်ကလည်းအရန်ကိုကြစ်လက်တဲ့အသေးဖြစ်နေတာအားလုံးလည်းအသေးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဖြစ်ပါတယ်ကျွန်တော်ကတော့လီယိုမက်ဆီကိုဘတ်တူဘတ်ချန်ပီယံဖြစ်သေးခြင်းနဲ့ဆိုတာမျိုးတွေရှိပေမဲ့လည်းဒါဖြစ်တဲ့ဖြစ်တိုက်တာကိုပဲပေါ့နော်ရွေးချယ်မိပါတယ်ကျွန်တော်အနေနဲ့ကတော့စပိန်ပဲရွေးချယ်မိပါတယ်အဲ့တော့ညီကိုတို့အမြင်လည်းရွေးcomment မှာဝင်ရောက်ရေးသွားလို့ရပါတယ်ကျွန်တော်တို့ရဲ့ဒါ football prediction group ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေမဲ့ဘောလုံးပွဲသုံးသက်ချက်နော်ဒါတွေကိုသိကျင်နေဆိုလို့ရှိရင်ဟို YouTube ကဒီခုနောက်ပိုင်းမှာစီကက်နေဒါတင်းကျက်တဲ့အတွက်ကြောင့်ညီကိုတို့ကျွန်တော်စကားကိုထိမ့်ပြောနေရတယ်ဗောနော်စကားကိုလှည့်ပြောရတယ်ဗောညီကိုတို့ထမင်းကိုတဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ football prediction group ကို Telegram မှာဆက်သွယ်လာလို့ရပါတယ်။ကြော်ညာဝင်ရမယ်ဆိုရင်တော့ football prediction group ကနေကျွန်တော်တို့ဟိုမကြာခင်မှာစတင်တော့မယ် Premier League La Liga ဒါ Serie B Bundesliga ပြင်သစ်လီဂူဗောနော်တူရကီ Super League Hungary League နောက်ပြီးတော့ခုကန်နေတဲ့ Ireland League Iceland League နောက်ပြီးတော့ Sweden League Norway League Liga Portugal ဒါတွေစပိန်လာလီဂါ2အများကြီးပေါ့ကျွန်တော်တို့လီပေါင်း20ကျော်ကျွန်တော်တို့ football prediction group ကနေပြီးတော့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီကိုဆက်သွယ်လာလို့လည်းရပါတယ်အဲ့တော့တခြားစကားတွေကတော့ဒီ YouTube မှာပြောဖို့တော့အဆင်မပြေဘူးညီကတို့လည်းနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့သမီးတို့တယ်မယ်ဆိုရင်ကျွန်တော်တို့
Telegram နဲ့ဆက်သွယ်လာလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်